အကောင်းဆုံးဆိုတာကတော့ကျွန်တော်တို့မျိုးနွယ်စုတွေရဲ့တမိုင်းနောက်ခံကလည်းမတူတော့ဒေါ်လာရေးမှာရှိတဲ့အမြင်ကလည်းမတူတာတွေကျွန်တော်မြင်ခဲ့ရတယ်အဲ့ဒါကြောင့်အကောင်းဆုံးဆိုတာကတော့ကျွန်တော်အနေနဲ့တော့ဘာမှမတွေ့ဘူးဒါပေမဲ့အားလုံးလက်ခံနိုင်တဲ့အနေအထားနဲ့သွားတာကတော့အကောင်းဆုံးလို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဒါဘယ်ဟာအားလုံးလက်ခံနိုင်တယ်လဲဆိုတော့အားလုံးသဘောထားကိုအရင်ကျွန်တော်တို့လေ့လာဖို့လိုပါလိမ့်မယ်အဲ့ဒါပြီးမှသာအားလုံးလက်ခံနိုင်မဲ့ဟာအကောင်းဆုံးပဲဖြစ်မယ်ဆိုတော့ကျွန်တော်အဲ့လိုတော့နိုင်ငံရေးမှာတော့မဖြစ်နိုင်ဘူးဆိုတာတော့မရှိပါဘူးเนาะမဖြစ်တာပဲရှိပါတယ်ပြီးတော့လူတွေရဲ့အတွေးခေါ်ကလည်းဟလာအတွေးခေါ်စန္ဒကလည်းဆိုတာလူကတော့ဘယ်လိုခေါ်မလဲလူတွေရဲ့အတွေးခေါ်တော့ dynamic ပဲလေခင့်တဲ့အမိခင့်တဲ့အညီပေါ့ပြောင်းလဲနေတာပဲတနေ့နေ့တစ်ချိန်ချင်းတကွေ့ကွေ့မှာတော့ဒါတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့လွတ်တော်ကနေပဲကြိုးစားလွတ်တော်ပြင်ပကပဲကြိုးစားကျွန်တော်တို့လိုချင်တာတော့အားလုံးတူတူပါပဲပြီးတော့ပင်လုံဟာအမှန်တိုင်းပြောမယ်ဆိုရင်ဗမာပြည်မှာတော့အခုထိပင်လုံဟာမေ့လို့မရသေးတဲ့တမိုင်းမှာတော့တကယ်အကြီးမားဆုံးပြီးတော့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာခြင်းအကြောင်းရင်းရဲ့အဓိကကလည်းပင်လုံဖြစ်နေရဲ့အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကတော့ Federal ဆိုရင်တော့အလိုလိုရင်းလက်ခံပြီးသားလို့ကျွန်တော်မြင်တယ်ဘယ်လိုပုံစံနဲ့သွားမလဲဟလာအုပ်ချုပ်ရေးကဘယ်လိုအာဏာခွဲဝေမလဲဆိုတာကတော့ဒါအလုံးသဘောတူနိုင်တဲ့အနေထားပါပဲပြီးတော့မျိုးနွယ်စုတစ်ခုနဲ့တစ်ခုမတူနိုင်အဲ့ဒါညှိနှိုင်းရင်းပြီးမှတူအောင်လုပ်ရင်တော့ဒါမဖြစ်နိုင်တော့တာမရှိပါဘူးเนาะဖြစ်နိုင်ပါတယ်